အခါတရံဘဝမှာအခြားသူများကကျွန်ုပ်တို့ထက်တာလွန်အောင်မြင်နေရတယ်ကိုကျွန်ုပ်တို့ဟာအံ့ဩမိတတ်ကြပါလေမနာလိုတဲ့စိတ်များလည်းဖြစ်တတ်ပါတယ်ဘာကြောင့်ငါပဲဒီလိုဖြစ်ရတာပါလဲလို့ကျွန်ုပ်တို့ငြင်းညူမိတတ်ကြပါတယ်ဒါပေမဲ့လည်းကျွန်ုပ်တို့ပတ်ဝန်းကျင်တဲ့ပိုပြီးအဆင်ပြေတဲ့အခါဘာကြောင့်ငါအဆင်ပြေနေရတာလဲလို့မေးလိမိတာမရှိပါနာမကျမ်းဖြစ်လို့ဆေးရုံရောက်တဲ့အခါဘာကြောင့်ငါကြတော့နေမကောင်းဖြစ်ရတာလဲဆိုပြီးဘုရားကိုစောရကတက်လက်ရှိနေမယ်လေကျမ်းမာတဲ့အခါဘုရားကိုယေရှုတင်ဖို့မိတတ်ကြပါတယ်ဘုရားခင်ကကျွန်တော်တို့ကိုသူ့ချင်းစီအတွက်ဒီတက်ရွယ်ချက်များဖြင့်ခေါ်ဖိတ်တော်မူပြီးကျွန်တော်တို့ဟာအိမ်ကြီးချင်းများရဲ့အခြေအနေများနဲ့နန်းရှင်မေစာသူ၏အလိုတော်နဲ့အစီအစဉ်များကိုအာယုံစိုက်တဲ့အခါမှာသူ့ကိုအကောင်းဆုံးဝတ်ပြုခြင်းမွနိုင်ပါတယ်ရှင်ယောဟန်အခန်းကြီး21အခန်းငယ်22မှာယေရှုကငါကြွလာတဲ့ကာလတိုင်ပေါ်ထိုသူကိုနေစေခြင်းကငါအလိုရှိရင်တင်းဒီအဘယ်တုတ်ဆိုင်တည်းတင်းမူကငါနောက်တုတ်လိုက်တော့မိတ်တော်ဒီကျမ်းပိုက်ဟာယေရှုနဲ့ပေတရုတို့အကြားစကားပြောဆိုမှုတစ်ခုဖြစ်ပြီးပေတရုကယောဟန်အားယေရှု၏နောက်လိုက်ဖြစ်ဘယ်လိုဖြစ်လာမလဲဆိုတာဆက်စုမေးမြန်းခဲ့တာဖြစ်ပါတယ်ယေရှုကပေတရုကိုယောဟန်ရဲ့အနာဂတ်ဝစိတ်ဝင်စားပဲမိမိရဲ့နောက်လိုက်ကောင်းဖြစ်ဖို့အာယုံစိုက်တိုက်တွန်းထားတာဖြစ်ပါတယ်ဒီကျမ်းပိုက်ဟာဘုရားသခင်ရဲ့အစီအစဉ်နဲ့လူသူဦးချင်းစီရဲ့တာဝန်ကိုအာယုံစိုက်ရေးကြီးကြောင်းတတိပေးထားပါတယ်ဆုတောင်းကြပါစို့ခမေရောကိုရောဒီကျွန်ုပ်ကိုခေါ်တော်မူပြီးကိုရောနဲ့ကိုရောနိုင်ငံတော်အတွက်စီခံနိုင်ရန်ပြင်ဆင်ပေးတော်မူသောကြောင့်ယေရှုတင်ပါတယ်ကိုရောပေးတော်မူသောဒီဘဝအတွက်ကျွန်ုပ်ကိုရွေးချယ်တော်မူသည့်အကြောင်းရင်းကိုကျွန်ုပ်နားမလည်ပါသို့တော်လည်းပဲကိုရောထားတော်မူသောနေရာတွင်တစ္ဆာရှိစွာစီခံနိုင်ရန်ကိုရောအားတောင်းလျှောက်ပါ၏အခြားသူများ၏လမ်းကြောင်းသည်ပုံမလွယ်ကူဟန်ရှိသည်ကိုမနာလိုဝန်တိုစိတ်မဖြစ်မိစေရန်ကျွန်ုပ်၏နှလုံးသားကိုကွဲကားတော်မူပါဘုံမကြီးမားသောယုံကံမှုများနှင့်ရင်ဆိုင်နေရသူများခက်ခဲနေရသူများအတွက်ဂရုဏာစိတ်မဆုံးရှုံးမိစေရန်ကိုတော်၏လမ်းညွှန်မှုကိုတောင်းလျှောက်ပါ၏ယေရှုခရစ်နာမတော်အားဖြင့်ဆုတောင်းပါ၏